လာပါကျွန်တော်စာနေပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကကျွန်တော်တို့ဒီ web file ကနေပြီးတော့ဒီဟာတာပေါ်မျိုးပေါ့နော် shutdown ပေးတဲ့ command လေးအကြောင်းကိုကျွန်တော်ဖော်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ web file ရေးမယ်ဆိုရင်အခြေခံအဖြစ်တော့ကျွန်တော်တို့ notepad ပေါ်ကနေရေးတာများတယ်အဲ့တော့ကျွန်တော်တို့ notepad ကိုတောင်းဖို့အတွက် run ထဲကနေ notepad ဆိုပြီးတော့ရှာပြီး enter ခေါက်လိုက်ပါဒီအခါမှာကျွန်တော်တို့ကဘာရေးမယ်ဆိုရင် add echo of ရဲ့ table ကပါလဲဆိုရင်ကျွန်တော်တို့ဒီ CLI mode ထဲမှာ run နေတဲ့ command တွေကိုပေါ်ပြချင်တဲ့အခါမျိုးမှာကျွန်တော်တို့က add echo of ကိုသုံးပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ msg space star space open emitters comma hey guys MSG space star space hey guys your computer will be shut down in 1 minute try to wait out ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့ဒါကဒီအပိုင်းကကျွန်တော်တို့ message box မှာပေါ်ပြမယ့်အပိုင်းဖြစ်ပါတယ်ဟောဒီ MSG space star ဆိုတာကကျွန်တော်တို့ message ပေါ်ပြတဲ့အခါမျိုးမှာသုံးတဲ့ command ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ကြောင်းမှာကကျွန်တော် shut down command ကိုထည့်မှာဖြစ်ပါတယ်အဲ့တော့ shut down command ကိုထည့်ဖို့အတွက် shut down space -s space -t ကျွန်တော်က10 minute ဖြစ်တဲ့အတွက်ကြောင့်မို့လို့60 second ရှိပါတယ်ဒီထဲမှာပေါ်ပြမယ့်ဟာတွေအားလုံးက ကဏ္ဍတွေအားလုံးကကျွန်တော်တို့ second timing နဲ့ပဲသွားတာဥပမာကျွန်တော်တို့က300 second ဆိုရင်လေသူက second 300အတွင်းsecond timing နဲ့ပဲသွားတာအဲ့တော့ကျွန်တော်တို့ minute ကိုတွက်မယ် minute နဲ့နာရီနဲ့လုပ်ချင်တယ်ဆိုလဲအဲ minute နဲ့နာရီတွေကို second နဲ့ပြန်ပြောင်းပြီးတော့အဖြစ်ပြန်ထုတ်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာလို့60 second 10 minute အတွင်းမှာကျွန်တော်က shut down လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ shut down space -s shut down ဆိုတာတော့ဟုတ်ပြီ shut down အတွက်သူက command ကိုသုံးတာဖြစ်ပါတယ်ပြီးတော့ space -s ဆိုတဲ့ data ကပါလဲဆိုရင်ကျွန်တော်တို့က shut down ဆိုတဲ့ command ကိုပေးဖို့အတွက်ဖြစ်ပါတယ်အကယ်ကျွန်တော်တို့က shut down ကို restart ချမယ်ဆိုရင် shut down space -r လို့သုံးပါတယ်တော့ဆက်ကျွန်တော်က shut down ဖြစ်တဲ့အတွက်ကြောင့်မို့လို့ -s ကိုသုံးလာတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခု -t ရဲ့အဓိပ္ပာယ်ကပါလဲဆိုရင်ကျွန်တော်က negative timing ဖြစ်ပါတယ် minus ရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်ပထမအရင် tutorial မှာပြောခဲ့သလိုပဲကျွန်တော်တို့ဒီ negative minus က negative plus က positive ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ t ကတော့သူက timing ကိုညွှန်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ t ဆိုပြီးတော့သတ်မှတ်ပါတယ်နောက်က60ကတော့ second 60ကိုကိုစားပြီးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ save မှတ်လိုက်ပါမယ် keyboard ကနေ control s နှိပ်လိုက်တယ်ပြီးတော့လည်းကျွန်တော်တို့ကအလွယ်ဆုံးပဲ desktop ပေါ်မှာ save.shutdown.pad ဆိုပြီးတော့ that file လေးကိုကျွန်တော်တို့ save မှတ်လိုက်ပါပြီဒါဆိုရင်ဟောဒီမှာ shutdown.pad ဆိုပြီးတော့ပေါ်လာပါပြီ okay အဲ့တော့ကျွန်တော်တို့ကဒီကောင်လေးကိုချက် run ကြည့်အောင် run ကြည့်တဲ့ခါကျရင် double click နှိပ်လိုက်တဲ့ခါကျရင်သူကဘာလာမလဲဆိုရင်ပထမဆုံး command line လို့သွားတယ်ပြီးရင်ဟောဒီမှာ message ပေါက်ပြတယ် hey guys your computer will shut down in 1 minute try to wait out ဆိုတဲ့ဥစ္စာကိုသူက message ပေါက်ပြပြီအဲ့တော့ကျွန်တော်တို့ကဒီ10 minute အတွင်းမှာဒီဟာကိုမရှင်းနိုင်ဘူးဆိုရင်နောက်မှာ process က run နေပြီ second 60အတွင်းမှာသူကဒီ computer ကို shut down လုံးဝချတော့မယ်အဲ့တော့ကျွန်တော်တို့ကဖြည့်စည်းနေတယ်ဘာလုပ်ရလဲဆိုရင် window r နဲ့ run ကိုနှိပ်လိုက်တယ်ပြီးရင် SAUDWN space -a ဆိုပြီးတော့ကျွန်တော်တို့က enter ခေါက်လိုက်တဲ့အခါကျရင်ဒီ shut down ဥစ္စာကသူကဒီ shut down လုပ်နေတဲ့ command ကတော့ပျောက်သွားတယ်အဲ့တော့ကျွန်တော်တို့10 minute တွင် shut down မကြတော့တကယ် shut down space -a ကိုအမြန်မရိုက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုရင်10 minute တွင်မှာစက်က shut down ကြောက်မှာဖြစ်ပါတယ်အဲ့တော့နောက်ပြီးတော့နောက်တစ်ခုပေါ့နော်ဒါကတော့ shut down command ကိုကျွန်တော်တို့ cancel လုပ်တဲ့အကြောင်းက run ထဲကနေ SAUDWN space -a ဆိုရင်သူက shut down command ကို cancel လုပ်တဲ့အပိုင်းဖြစ်ပါတယ်ဒါကတော့ဖြည့်စည်းဖြစ်ပါတယ်ဒါကတော့ test ဘာလို့ပြောမလို့ယောဂဖြစ်ပြီဆိုရင်ယောဂအတွက်ဖြည့်စည်းဆိုတာတော့လာတာပဲလေအဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ shut down ဆိုတဲ့ file လေးကိုကျွန်တော်တို့ကဟိုမှာ second ကို short လိုက်မယ်ကျွန်တော်တို့က15 second ဒါမှမဟုတ်10 second 5 second အတွင်းပေါ့နော်5 second အတွင်းမှာဒီကောင်လေးကို run မယ်လို့ကျွန်တော်တို့ကဒီမှာပြောင်းရေးလိုက်တယ်ပေါ့နော်ဟိုမှာပြန်ပြင်ရေးမယ်ဆိုရင် right click လုပ်ပြီးတော့ edit နှိပ်တယ်ပြီးရင်60နေရာမှာကျွန်တော်တို့က5 second 10 second ထားလိုက်တယ်ကျွန်တော်တို့ကပြီးရင် control s နဲ့နှိပ်ပြီးတော့ပိတ်လိုက်မယ်ပြီးတော့ရင်ဒီ file လေးကိုကျွန်တော်တို့က copy ကူးလိုက်တယ် copy ကူးပြီးတော့ stat all programs တွေက status ဆိုတဲ့ folder ထဲမှာ status ဆိုတဲ့ folder လေးကို right click နဲ့ open နှိပ်လိုက်တယ်ပြီးတော့ရင်ကျွန်တော်တို့ကအဲ့ folder တက်လာပြီဆိုတော့လည်းအဲ့ခုနက web file လေးကိုဒီထဲမှာ
paste နဲ့ထားလိုက်မယ် paste နဲ့ပြီးလောက်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့က window တက်လာတိုင်းမှာဒီကောင်ကစပြီးတော့ run နေမှာဘာကြောင့်လဲဆိုတော့သူက startup program လေအဲ့တော့ကျွန်တော်တို့ကဒီမှာက link ကဒီလိုမျိုးအဲ့တော့ကျွန်တော်တို့ဒီ window နဲ့ပတ်သက်ပြီး start menu မှာ program စတက်တော့မယ်ဆိုရင် shutdown.bat ဆိုတဲ့ဥစားလေးကသူ run လာခုနကကျွန်တော်ပေးထားတဲ့ second time က10 second ပဲပေးထားတာအဲ့တော့10 second တွင်မှာဒီဟာကိုမရှင်းနိုင်ဘူးဆိုရင် စက်က reset ကြာရင်လည်းဒီ message box တက်လာမယ် reset ကြာမယ် message box တက်လာမယ် reset ကြာမယ်အဲ့လိုမျိုးပုံစံတွေဖြစ်သွားအောင်အဲ့တော့ကျွန်တော်ကဒါကတော့ဘယ်လိုပြောလို့တောင်းတဲ့တယောက်တကယ်ချင်းနေနောက်တာပေါ့နော်အဲ့ဥစားကိုပြန်ဖြည့်ဖို့အတွက်ကဘယ်ကနေသွားလဲခုမှစူပါလို့ပြန်ကျွန်တော်က10 second မဟုတ်3 second 2 second 1 second ပေးတာရတယ်ကျန်တဲ့ second ပေးဒီဘက်ကလေးနှိမ့်ရတယ်ဒုံးလို့ပြောကြွားရတယ်ကျွန်တော်ဘယ်ကနေသွားလဲဆိုဘယ်ကနေသွားပြန်ဖြည့်ရလဲဆိုရင်ကျွန်တော် save mode ထဲကနေ window တက်ချင်မှာ keyboard ကနေပြီးတော့ F8 ကိုနှိပ်လိုက်ပါပြီးတော့လည်း save mode တက်လာပါလိမ့်မယ်အဲ့ဒီ window တက်ချင်မှာကျွန်တော် keyboard ကနေပြီးတော့ F8 ကိုနှိပ်မယ်ပြီးတော့လည်းကျွန်တော်ကဘာနှိပ်လဲဆိုရင် save mode ကိုဝင်မယ် save mode ထဲကနေဝင်ပြီးတော့ခုနကကျွန်တော်တို့သွားထားတဲ့ startup ကို startup ထဲမှာဝင်ပြီးတော့ clear လုပ်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီအောက်ဆောင်ကိုဖြတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ window ပြန်တက်တဲ့ခါမှာဒီတိုင်းပုံမှန်တိုင်းပြန်တက်သွားမှာဖြစ်ပါတယ်ဒီအားလုံးလည်းအဆင်ပြေပါစေခင်ဗျာ